မေယန်တီရဲ့အောင်မြင်မှုကဘသူကြောင့်လဲပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်တင်ကားချက်တွေကနေပြလေကြိုဆိုလိုက်ပါတယ်2025ခုနှစ်ရဲ့အောင်မြင်ဆုံး series ဖြစ်ခဲ့တဲ့မေယန်တီကတော့အခုဆိုရင်အထူးပိုင်းဖြစ်တဲ့အပိုင်းပိုတောင်ထွက်လာတော့မှာပါထရီလာထွက်လာကြတဲ့ကနာမည်ကြီးနေတဲ့ဒီ series ဟာအခုလိုအောင်မြင်မှုကြီးတွေကိုရသွားတာအကြောင်းပြချက်တွေအများကြီးရှိပါတယ်ပထမဆုံးအချက်ကတော့ series ကထိုင်းပရိသတ်တွေအများကြီးရင်းနှီးပြီးသားဖြစ်တဲ့နာမည်ကြီးဝတ္ထုကိုပြန်ရိုက်ကူးတင်ဆက်ထားတာပါငကူကလေးကဝတ္ထုအတွက်ပရိသတ်တွေအများကြီးရှိနေပြီးသားဖြစ်လို့စီရီရိုက်တော့မဲ့အချိန်ကလေးကအားပေးမှုတွေအများကြီးရှိခဲ့တာပါ။ဒါအပြင်ထိုင်းပြည်တွင်းမှာပရိသတ်တွေများတာကလည်းစီရီကိုပို့ပြီးတော့အောင်မြင်သွားစေတဲ့အချက်ဖြစ်ပါတယ်။အဓိကအချက်လို့ပြောလို့ရတယ်လို့စီရီတစ်ခုလုံးရဲ့အောင်မြင်မှုမှာအခရာကျတယ်လို့သတ်မှတ်နိုင်တာကတော့အဓိကဇက်ဆောင်တွေဖြစ်တဲ့ဖုံးဖူဝင်းအတွဲပါပဲ။သူတို့နှစ်ယောက်ကနာမည်ကျော်ဝတ္ထုဖြစ်တဲ့ဒီ series ကိုရိုက်ရတော့မယ်ဆိုကြတဲ့ကပရိသတ်တွေရဲ့အားပေးမှုတော်တော်များများကိုလက်ခံခဲ့ရပြီးတော့ plot trailer စထွက်ကြတဲ့ကဇက်ကောင်တွေနဲ့လိုက်ဖက်တယ်ဆိုပြီးတော့ချီကျူးခံရတာဖြစ်ပါတယ်။အထူးသဖြင့်ခွန်တီကရက်တာကိုတရုပ်ဆောင်ခဲ့တဲ့ပွန်းဟာဆိုရင်ပိုင်းလော့ဗီဒီယိုထွက်လာကြတဲ့ကတောက်လျှောက်ခွန်တီလိုမျိုးစကားပြောတာပြုမှုတာတွေလုပ်တတ်တာကြောင့်ဝတ္ထုတွေကခွန်တီလိုမျိုးပဲဆိုပြီးတော့အကုန်လုံးကသဘောကျခဲ့တာပါ။စီရီထွက်လာချိန်မှာလည်းခွန်တီနဲ့တထထဲကြတဲ့တရုပ်ဆောင်မှုတွေကြောင့်အကြိုက်တွေ့ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီစီရီအောင်မြင်ရတဲ့အဓိကအချက်တွေထဲမှာခွန်တီဖြစ်တရုပ်ဆောင်နဲ့ဖုန်းကအဓိကကြတဲ့နေရာမှာပါဝင်ပါတယ်။နောက်ထပ်အချက်ကတော့သက်တော်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့ MOOC ဇက်ကောင်ကြောင့်ပဲဖြစ်ပါတယ်။ဒီဇက်ကောင်ကတာမန်သက်တော်ဆောင်မဟုတ်ပဲခွန်တီနဲ့အနီးကပ်နေရတဲ့သူဖြစ်ပြီးတော့အနီးကပ်တရုပ်ဆောင်မှုတွေအများကြီးလုပ်ရတဲ့ character ဖြစ်ပါတယ်။ဒါကြောင့်ကြည့်ရှုသူတွေကိုတော်တော်လေးစိတ်ဝင်စားစေခဲ့တာပါ။ခွန်တီနဲ့တက်တော်ဆောင်ကြားကဆက်ဆံရေးတွေဟာပရိသတ်တွေကိုစိတ်လုကိုလိုရင်မောစေခဲ့တဲ့ဇက်ကွက်တွေဖြစ်ပြီးတော့တကယ်ကိုလူကြိုက်များသွားစေခဲ့တဲ့စီရီဖြစ်ပါတယ်။နှစ်ယောက်သားရဲ့ဇဝင်ကန်းတွေက boss နဲ့တက်တော်ဆောင်တသက်မဟုတ်ပဲအတိုင်ဖောက်ညီတဲ့ဟာတာဇက်ဆောင်တွေလိုမျိုးဖြစ်နေရကြောင်းပရိသတ်တွေသဘောကျရဆုံးဖြစ်တဲ့ပေါင်းစပ်မှုဖြစ်ခဲ့တာပါ။ဒါအပြင်မုနေရာမှာတရုပ်ဆောင်နဲ့အာဆီရဲ့ပါတနာဖြစ်တဲ့ဝီလီယံကခွန်တီရဲ့ညီဖြစ်တဲ့ရိုမီနီယာမှာဧည့်သည်တရုပ်ဆောင်နေနဲ့ပါလာတာကစီရီကိုလုံးဝလူကြိုက်များသွားစေခဲ့တဲ့အချက်တွေကတစ်ချက်ဖြစ်ပါတယ်။ရိုမီဇက်ကောင်ဟာဆိုရင်တော့ငကူတုံးကပါမယ်လို့မထင်ထားတဲ့ဇက်ကောင်ဖြစ်ပါတယ်။ဒါပေမဲ့ surprise အနေနဲ့ပါခဲ့တာဖြစ်ပြီးပရိသတ်တွေကိုအံ့ဩစေခဲ့ပါတယ်။ဝီလီယံအာစ်ဖန်ဒန်ကလည်းအတော်လေးကိုကြီးမားတဲ့ဖန်ဒန်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်စီရီဟာသူပါလာတဲ့အပိုင်းတွေမှာပို့ပြီးတော့ကြည့်ရှုသူများပြားသွားပြီးတော့ trendy နံပါတ်တွေထိုးတက်သွားခဲ့ရဖြစ်ပါတယ်။ဒါအပြင်ငကိုဝိထုစာရေးဆရာကိုယ်တိုင်ကဝီလီယံဟာရိုမီကာရီတာနဲ့လိုက်ဖက်လော်နေရကြောင်းတကူးတကချီးကျူးခဲ့ရပြီးတော့ဆိုရှယ်မီဒီယာတစ်ခွင်လုံးကိုပါစိုးမိုးသွားခဲ့တဲ့အထိနာမည်ကြီးသွားခဲ့ရကြောင်းဖြစ်ပါတယ်။ဒါအပြင်ရိုမီမိုအတွဲဟာဆိုရင်တီးတန့်ဝိထုပါရှိရဲ့အတွဲဖြစ်တာကြောင့်ပရိသတ်တွေကြောင့်မှသူတို့အတွဲကိုမျှော်လင့်ရင်းနဲ့မီယန်တီဟာပို့ပြီးတော့နာမည်ကြီးခဲ့တာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့စီရီဟာကုမ္ပဏီဘက်ကနေအတော်လေးဘတ်ဂျက်သုံးထားတဲ့စီရီဖြစ်တယ်လို့ဇက်ကောင်တွေရဲ့အဝိစားကအစနေအိမ်ကားနဲ့တခြားဇက်ဝင်ခန်းတွေကိုပါတေချာလေးဂရုစိုက်ထားတာဖြစ်ပါတယ်။လက်ရှိအထူးပိုင်းကလည်းတေချာလေးရိုက်ထားတဲ့ပုံပေါ်တဲ့အပြင်အားပေးမှုများတဲ့အတွဲတွေကိုပါပြန်ထည့်ထားပြီးတော့အတွဲအသစ်အနေနဲ့ GL အတွဲလေးအီမီဘိုနီအတွဲကိုပါထည့်ထားသေးတာကြောင့်အောင်မြင်မှုအကြီးကြီးရဖို့အတွက်တေချာသလောက်ဖြစ်နေရဖြစ်ပါတယ်။ပရိသတ်တို့ရောဒီ series လေးကိုသဘောကျအားပေးရလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်